ဇလန်းကောင်းစဉ်မန္တလေးစီးစာနှင့်နန်းရှိကအလွမ်းစာတကျုံးပေးကစုံမတ်မန္တလေးရဲ့နှွေဦးညနေခင်းတွေဟာပူအိုက်ပေမဲ့ကျုံးပေးကလေးအေးလေးတွေကြောင့်စိတ်ကိုကြည်လင်စေပါတယ်မင်းခန့်ဟာကျုံးပတ်လန်းပေးကကုတ်ကူပင်တန်းကြီးတွေအောက်မှာထိုင်ရင်းစာအုပ်တအုပ်ကိုအာယုံစိုက်ဖက်နေမိတယ်အဲ့ဒီအချိန်မှာပဲစုခနဲမြည်သွားတဲ့ပရိသတ်နဲ့တူစပေးတစည်းဟာသူ့အနားမှာလဲကျသွားခဲ့တယ်အမေနာလိုက်တာဖြူဖြူနုနုကောင်မလေးတယောက်စပိန်နဲ့အတူလမ်းဘေးကမျက်ခင်းပေါ်မှာပုံလျက်သားသူမရဲ့ပန်းနုရောင်ရင်ဖုံးအင်ကြီးလေးမှာဖုံတွေပေသွားပြီးမျက်နှာလေးကတော့နာကျင်မှုကြောင့်ရှုံးမဲ့နေတယ်မင်းခန့်အလန့်တကြားနဲ့ပြေးကူလိုက်ရတယ်အစင်ပြေရဲ့လားခမညာဘယ်နာထိသွားသေးလဲကောင်မလေးကမောကြည့်လိုက်တဲ့အခါမင်းခန့်ရင်ထဲမှာတစ်ချက်တုံသွားတယ်ဝိုင်းဆက်တဲ့မျက်ဝန်းတွေတနက်ခါပါကွက်ကြားလေးနဲ့မန္တလေးသူစစ်စစ်ရဲ့အလှဟာညနေခင်းစည်းစာထက်တောင်ပိုပြီးတောက်ပနေတယ်လို့ပဲသူမနာမည်ကနန်းနဲ့အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်ဟာကျုံပေးကအဲ့ဒီကုတ်ကိုပင်ကြီးအောက်မှာညနေတိုင်းဆုံဖြစ်ဖို့အကြောင်းဖန်လာခဲ့ပါတယ်နှစ်ပရွက်စိတ်ကျွန်းနဲ့ဥပိန်တတာခင်မင်မှုကနေတန်ရောစင်တွေတိုးလာခဲ့တဲ့တရက်မှာတော့မင်းခန့်ကနန်းကိုအမရပူရဘက်ကိုခေါ်သွားခဲ့တယ်ဥပိန်တတာပေါ်မှာအတူလမ်းလျှောက်ရင်းကျွန်းတိုင်ကြီးတွေကိုရေတွက်ကြတယ်လေတိုက်တိုင်းလွတ်လာတဲ့နန်းရဲ့ဆန်ရွှေရှည်လေးတွေကိုကြည့်ပြီးမင်းခန့်ကငင်းနေမိတယ်နန်းမန္တလေးမှာမွေးပြီးမန္တလေးမှာပဲကြီးလာတဲ့နန်းအတွက်ဒီမျိုးကြီးကဘလို့အတိတ်ပဲရှိလဲနန်းကမြစ်ပြင်ကိုငေးကြည့်ရင်ပြုံးလိုက်တယ်နန်းအတွက်တော့မန္တလေးကအေးချမ်းမှုပဲဘလောက်ပဲခစ်တွေပြောင်းပါစေနန်းရှိကနန်းတော်ရိုးကြီးတွေကတည်ငြိမ်နေတယ်လို့မျိုးနန်းရဲ့ဘဝကိုလည်းအေးအေးဆေးဆေးပဲဖြတ်တန်းကျင်တာမင်းခန့်ကနန်းရဲ့လက်ကိုခပ်ဖွားဖွားလေးစုပ်ကင်လိုက်တယ်ကိုလည်းနန်းရဲ့ဘဝထဲမှာအဲ့ဒီတည်ငြိမ်တဲ့အေးချမ်းမှုမျိုးဖြစ်ချင်တယ်နန်းကဘာမှပြန်မပြောပေမဲ့သူမရဲ့ပါပြင်ပေါ်ကတနက်ခါကွက်လေးတွေကြားမှာရှက်သွေးဖြာပြီးနီမြန်းသွားတာကိုမင်းခန့်သတိထားမိလိုက်တယ်အဲ့ဒီညနေခင်းဟာသူတို့နှစ်ယောက်အတွက်ပထမဆုံးသောဝန်ခံခြင်းညနေခင်းလေးဖြစ်ခဲ့ပါတယ်သုံးမန္တလေးတောင်ပေါ်ကဆူတောင်းအချိန်တွေကုန်လွန်လာတာနဲ့အမျှသူတို့ရဲ့အချစ်တွေကပိုပြီးခိုင်မြဲလာတယ်တပတ်ရက်တွေမှာမင်းခန့်ကသူ့ရဲ့ဆိုင်ကယ်ဟောင်းလေးနဲ့နန်းကိုကြောင်းကြိုကြောင်းဖို့လှုပ်ပေးတတ်တဲ့မန္တလေးတောင်ပေါ်ကိုခြေကျင်တက်ပြီးဖျားဖူးကြတဲ့အခါတိုင်းလဲဘဝဆက်တိုင်းဆုံရပါစေလို့အတူတူဆုတောင်းခဲ့ကြတယ်ဒါပေမဲ့ဘဝဆိုတာဇလန်းတွေလိုအမြဲတမ်းတော့မချုံးမွေ့ပါဘူးမင်းခန့်ကအလုပ်ကိစ္စနဲ့ရန်ကုန်ကိုပြောင်းရွှေ့ရတော့မဲ့အခြေအနေဖြစ်လာတဲ့ခွဲခွာရတော့မဲ့နောက်ဆုံးညနေခင်းမှာသူတို့နှစ်ယောက်ကျုံးပေးမှပြန်ဆုံကြတယ်ကိုစောင့်နေပေးမလားနန်းကိုပြန်လာခဲ့မှာပါနန်းကမျက်ရည်ဝိုင်းနေတဲ့ကြားကပဲခေါင်းငိမ့်ပြတယ်မန္တလေးမြို့ကြီးကသူ့နေရာမှာသူရှိနေတဲ့၍နန်းလဲဒီနေရာမှာပဲကိုစောင့်နေမှာပါလေးအဆုံးသတ်မဟုတ်တော့အစနှစ်အနည်းငယ်ကြာပြီးနောက်မင်းခန့်တယောက်မန္တလေးကိုပြန်ရောက်လာခဲ့တယ်မြို့ကြီးကအရင်ထက်ပိုပြီးစီကားနေပေမဲ့ကျုံပေးကကုတ်ကိုပင်တန်းကြီးတွေကတော့အရင်တိုင်းပါပဲသူအရင်ကစုံနေကြနေရလေးကိုတွားလိုက်တဲ့အခါစပိတ်လေးတစ်စီးကိုဘေးမှာချပြီးကျုံးရည်ပြင်ကိုငေးကြည့်နေတဲ့ကြောပြင်လေးတစ်ခုကိုတွေးလိုက်ရတယ်မင်းခန့်ရဲ့နှလုံးခုန်တန်တွေမြန်လာတယ်နန်းလှည့်ကြည့်လိုက်တဲ့မျက်ဝန်းလေးတွေထဲမှာအံ့ဩမှုတွေဝမ်းသာမှုတွေနဲ့အတူမျက်ရည်စတွေဝဲတက်လာတယ်ကိုပြန်လာပြီပေါ့နော်မန္တလေးရဲ့စီးစာရိတ်ဟာသူတို့နှစ်ယောက်ပေါ်မှာလှလှပပကြာရောက်နေတဲ့ခွဲခွာခြင်းတွေပြီးဆုံးသွားပြီးအတူလက်တွဲရမယ့်အချိန်တစ်ခုစတင်ခဲ့ပါပြီမန္တလေးမြို့ကြီးကတော့သူတို့ရဲ့အချစ်ကိုတက်တည်အဖြစ်အမြဲတမ်းတည်ရှိနေအောင်ပါ